အားလုံးသောတရားချစ်ခင်သူတော်စင်ပေါင်းတို့ခင်ဗျာယနေ့ကျွန်တော်တို့ငြိမ်းအေးစရာ channel လေးမှာတင်ဆက်ပေးခြင်းတဲ့တရားလေးကတော့ဆရာတော်ဦးတုံမင်္ဂလာဒေဦးဆရာတော်ဟောကြားတော်မူထားတဲ့ခွေးဘဝကလာတဲ့သူဆိုတဲ့တရားလေးပဲဖြစ်ပါတယ်မြန်မာပြည်သူပြည်သားအားလုံးစိတ်ချမ်းသာခြင်းကိုယ်ကြီးကျန်းမာခြင်းနဲ့ပြည့်စုံကြပါစေလို့ကျွန်တော်တို့ငြိမ်းအေးစရာ channel လေးမှာဆုတောင်းမေတ္တာပို့သလိုက်ရပါတယ်ခင်ဗျာတို့ဒီဖရာသာသနာမှာကျွတ်တန်းဝင်သွားတဲ့ဂောသကဆိုတာရှိတယ်ဘယ်သူလဲလဲဂောသကဆိုတာနိဗ္ဗာန်ဇော်လို့သူ့မေသူ့ဖေရရင်းနာဖြစ်ပြီးသေသွားပေါ့လေသူပတ်စံအမတန်ချမ်းသာဒါပေမဲ့ပတ်စံတွေထုံးမသုံးရဘူးသူရှိပါသေးတော့အဲ့ဒါနိဗ္ဗာန်ဇော်လို့အသက်မွေးရကနေဗိပ္ပတာရမင်းကြီးသိသွားတထေရရုပိနောက်တရားဖရာနဲ့တွေ့တရားနာတရားအထုတ်ရဟနာဖြစ်သွားတယ်ဟုတ်ပြီနော်အဲ့ဒီဂောသကဟာအခုဘဝမှာအခုဘုရားနဲ့တွေ့ချွတ်တန်းဝင်စည်းစိမ်ဥစ္စာယရနာတွေပြည့်စုံလာတာဘယ်ဘဝကကုသိုလ်လဲလို့ပြန်ကြည့်လိုက်တော့လွန်ခဲ့သောအတိတ်ဘဝတစ်ခုကသူဟာခွေးဖြစ်ခဲ့ဘာဖြစ်ခဲ့ခွေးရလဲတရားတရားရှိသောအိမ်ကခွေးဗါတဲ့တရားပညာရှိတဲ့အိမ်ကခွေးဆိုတော့ကုသိုလ်ကောင်းမှုကိုမြတ်နိုးတယ်လူမှုတမ်းမှုကိုမြတ်နိုးတယ်တန်ဖိုးထားတတ်တဲ့မိသားစုဆိုတော့သာသနာ့ဘပဲမဲ့ပစ္စေကဗုဒ္ဓယဟန်တပါးကိုဟုတ်ပြီနော်အမြဲတမ်းဆွန့်ကပ်တော့စွန်းစားပင့်တိုင်းမှာဒီပစ္စေကဗုဒ္ဓတောထဲမှာနေတယ်အိမ်ကခွေးလေးကိုမနဲ့လင်းလာရင်ကြောလေး၃ချက်ပုတ်လိုက်ရင်သူကပစ္စေကဗုဒ္ဓသွားပင့်ခွေးရသွားပင့်ရှင်းနော်ငါတို့သိအောင်လုပ်ပေးဦးမပြောကြရတဲ့အများကြီးပဲရက်ကလည်းမရဘူးစိတ်တော့မကောင်းဘူးအဲ့တော့သွားပင့်ပြီးတော့ခွေးလာတယ်ဆိုရင်လည်းပစ္စေကဗုဒ္ဓသိပြီးသင်္ကန်းလေးပါလေးယုံတပိတ်ပိုက်ပြီးတော့လိုက်ရင်ဒီခွေးကဘာလုပ်လဲလမ်းမှာဒီပစ္စေကဗုဒ္ဓကိုအန္တရာယ်ကင်းအောင်ဘေးရှင်းအောင်တောချောက်ခဲ့သေးတာဟိုဟောင်းဒီဟောင်းကိုကောင်မွားကောင်တွေဖယ်ရှားသွားအောင်ဒီလိုလုပ်ပြီးတော့နေ့တိုင်းပင့်တယ်ပြန်ပို့တယ်ရှင်းနော်အဲ့ဒီပစ္စေကဗုဒ္ဓကိုဆွမ်းစားပင့်ရတဲ့ကုသိုလ်လေးနဲ့ဒီဘဝမှာအမတန်ချမ်းသာတဲ့ပုဂ္ဂိုလ်ကြီးလည်းဖြစ်တယ်သူများတွေတစ်မျိုးလုံးကတ်ယောဂဆိုက်ပြီးသေးတယ်သူမသေးဘူးဘာလို့မသေးသလဲဆိုပစ္စေကဗုဒ္ဓကိုအန္တရာယ်ကင်းအောင်စောင့်ရှောက်ခဲ့တဲ့ကုသိုလ်ဘယ်ဘဝလုပ်ခဲ့တာလဲဒါကြောင့်တရားမှာဘက်လိုက်ခြင်းခမည်းတော်ကလိုက်နေတာရှင်းလားခွေးလို့ပြောလိုက်ရင်ကိုခမည်းတော်တွန့်သွားပြီရှင်းတယ်နော်ဥပမာဆိုကြပါစို့နွားလဲဆွဲမယ်ဒီမှာတော့နွားလဲမမြင်ရတော့ဘူးပေါ့အဲ့တော့နွားလဲဆွဲသွားမယ်နွားနှစ်ကောင်ကဆွဲသွားမယ်ကောက်ရိုးတွေတင်ပြီးဆွဲသွားတာနဲ့ဓမ္မဂရိကဘုန်းကြီးတစ်ပါးထိုင်ပြီးတော့ဆွဲသွားတာဘာထူးကြလဲနွားကသူ့ပေါ်မှာဘုန်းကြီးပါတယ်ကောက်ရိုးပါတယ်သိသလားမောင်းတဲ့လူမောင်းလို့ဆွဲသွားတာပဲရှင်းတယ်နော်ဒါပေမဲ့ကောက်ရိုးတင်ဆွဲရတာကကျွေးဆက်ယုံသက်သက်တဲ့ဘုန်းကြီးဓမ္မတင်ဆွဲသွားတယ်ဓမ္မကိစ္စတစ်ပါးကိုပင့်လာရတယ်ဆိုတော့သူ့မှာကုသိုလ်ရှင်းလားသဘောပေါက်သလားအဲ့ဒီလိုမြန်ကုသိုလ်မဖြစ်ခဲ့ရင်ခင်ဗျားတို့ကျုပ်တို့လူဘဝမရောက်တာသိကြတယ်ကျင်းသလားဒါကြောင့်မို့တရားမှာဘက်လိုက်ခြင်းမရှိဘူးဘက်မလိုက်တာမှသစ္စာရှင်းသလားဘုန်းကြီးကမကောင်းတာလုပ်ရင်လေလူဟာမကောင်းတာလုပ်ရင်ဟောဟေးဒါမှပြောလေဓမ္မဂရိကတွေဒေဥမှာတပုံကြီးပဲရှင်းလားတရားဟောတဲ့နေရာငပြောသီးကစိမ့်နေတယ်ဆိုပြီးအာယုံပြုဟောနေရွာတရောအလူပွဲလို့ပေါ့နော်အလူတကာအလူမရဲ့ဘုန်းကြီးရဲ့တရားဟောပြီးတော့ဘေးကတရားနာပိဋကတယောက်ကတရားပွဲပြီးရေစက်ချပြန်သွားတော့အလူတကာအလူမမေးတယ်ခုနဗျာကျုပ်အိပ်ပျော်သွားငိုက်နေဘာဟောတော့မှမသိဘူးအလူတကာအလူမမေးတော့ငါလည်းမသိဘူးကွာအလူကတော့ပြီးပြီရေစက်ချပြီးကျွေးဘလို့စားမလဲစဉ်းစားနေဘုန်းကြီးဘာဟောသွားမှန်းကိုရှင်းတယ်နော်အဲ့ဒါနဲ့မဖြစ်သေးပါဘူးဆိုဘေးကနေကပ္ပိယကြီးနိဗ္ဗာန်ဇော်ကြီးပန်းတကာကြီးသွားမေးတယ်ပန်းတကာကြီးဘယ်နဲ့တော့ဘုန်းကြီးဟောသွားတဲ့တရားလေးခမည်းအောက်ကနေမမဖျားတင်မဖျားနဲ့ထောက်နေတာဘာဟောသွားတာတော့ငါလည်းမသိပါဘူးကွာဘုန်းကြီးပြောတာကရှောက်ဖြေနေတာငါစိတ်ကအိမ်ရောက်နေ
ငါမင်းတို့ရှိတာပန်းတကာကြီးဘိုလ်လုံးနေရတယ်အိမ်ကဟာမကြီးကငါဆဲတော့မှာကွာရှင်းတယ်နော်အဲ့တော့လူတကာလူမမေးတော့လည်းမသိဘူးပန်းတကာမေးတော့ဘယ်ကြပါတယ်ဘုန်းကြီးကဟိုမှာလဲပေါ်ရှိသေးတယ်ဘုန်းကြီးစီပြေးမှာပဲဆိုသွားတယ်ဘုန်းကြီးပြအေးဘာလို့ကွာခုနအရှင်ဘုရားတရားဟောသွားတာလေအဲ့ဒါတပည့်တော်ငိုက်နေမသိလိုက်ဘူးအဲ့ဒါမှတ်တမ်းလေးကြီးလို့အရှင်ဘုရားခုနဘာတရားဟောလို့သိပါကွာငါလည်းငါပြောသေးတယ်စိတ်နဲ့အကြောင်းရောက်ဘာလို့မှမသိတာနဲ့သဘောပါလားဟုတ်တငယ်ချင်းဓမ္မဂရိကတပါးလို့တငယ်ချင်းဖားကံကမဟုတ်ဘူးဟိုအောက်ကနော်ဟဲ့မင်းဒီမတရားဟောတာတိုးတာကြောဝဲရဲ့စာကြီးကပါပါလေးကွာဟာဒီနေ့တော့ပြီးမပြီးနိုင်ဘူးဟေးဘေးရလူတွေပြန်ကျင်လာပြီဆရာတော်တွေအကုန်လုံးငိုက်ကုန်ပြီဟဲ့ကောင်မရမပြီးသေးဘူးဆိုမှအထူကြီးကဲတို့လည်းထူဟောရမလားပါဟောထူတာပါတာကြည့်ရင်ရှင်းလားဓမ္မဂရိကဆိုပြီးမျက်နှာမလိုက်ဘူးခင်ဗျကျင့်သလားသဘောပေါက်သလားတရားမှာဘက်လိုက်ရှင်ကောင်းတာလုပ်ရင်ကောင်းကျိုးပေးမယ်သိချလို့ကောင်းတာလုပ်ရင်ကောင်းတာဖြစ်မယ်မလုပ်နဲ့ချက်ချင်းဖြစ်ရှင်မှဖြစ်မှာဟမ်ရှင်းလားဘာလို့ဖြစ်ရှင်မှဖြစ်မှာလဲဆိုတော့ခင်ဗျားတို့ကုသိုလ်လုပ်တဲ့ချိန်နဲ့အကုသိုလ်လုပ်တဲ့ချိန်ဆိုကြပါစို့မနဲ့ဆွန်းထလောင်းတဲ့အချိန်နဲ့ကလေးတွေကိုဆဲဆူနေတဲ့အချိန်ဘယ်ဟာစိတ်ပါလက်ပါရှိရှင်းသလားမလေးဒီကဆက်ရပြောရတာတမျိုးဆွန်းလောင်းရတာတမျိုးအေးဟိုဟာတွေထပါဆိုမထကြဘူးလှုပ်စားကြမလားတောင်းစားကြမလားနင်တို့ဘာဖြစ်တယ်ညာဖြစ်တယ်စိတ်ပါလက်ပါဆဲနေတာဆွန်းလောင်းတော့ကွာကိုရင်သပိတ်တောင်ပြုတ်ကြမလားအောင်မရရှင်းသလားအဲကြောင့်သူတို့ကကြီးကျယ်လာသေးတယ်အမလီတပည့်တော်တို့မဟုတ်တာခုဘဝမှာဘာတစ်ခုမှမလုပ်ဒါပေမဲ့အစင်းကုန်မပြေပါဘူးဗျာဟိုမဟုတ်တာလုပ်တဲ့လူတွေကြကြီးပွားနေဟမ်အဲ့ခင်ဗျားတို့စိတ်ကကွာမမဲနဲ့ဟိုမှာကြီးပွားနေတာကိုအိတ်သာမစ္စရိယများနေတာမုရိတာပွားမယ်စားအိတ်သာမုရိဘာလို့လုံးကြံမှမသိဘူးသဘောပါလားအေးအဲ့တော့သေချာပြေကောင်းတာလုပ်ရင်မကောင်းတာလုပ်ရင်အဲ့ဒါတရားယုံသလားအေးဖယားကိုလည်းသိရမယ်တရားကိုလည်းသိရမယ်ခင်ဗျားတို့ကမကောင်းကျိုးလိုလားသူတွေလားကောင်းကျိုးလိုလားသူတွေကောင်းကျိုးလိုလားသူဆိုရင်ဘာလုပ်ရမလဲကောင်းတာလုပ်ရမယ်ဒါကြောင့်ဖြစ်သမျှအကြောင်းရှင်းတယ်နော်မကောင်းအောင်ပြန်ပြောဖြစ်သမျှအကြောင်းတိုးတယ်ဗျာဖြစ်သမျှအကြောင်းအဲ့လိုလှုပ်စမ်းမှာရှင်းလားဘုသူကိုယ်တိုင်လုပ်ရမှာဘယ်သူမှမကယ်ဘူးသူများတွေသာသနာကယ်တာမကယ်တာမသိဘူးဒုဖယားတော့မကယ်ဘူးရှင်းသလားသူယူဆနဲ့သူကိုဗျသူများယူဆမှန်တယ်ဒုမပြောဒုဖယားဟောတာဒုပြောတာရှင်းတယ်နော်ဒုဖယားမကယ်နိုင်ဘူးတဲ့မကယ်နိုင်လို့မကိုးဖို့ကရှင်လည်းသွားကြကျင်းသလားဘယ်သူကိုဘယ်သူကယ်ရဘယ်သူကိုဘယ်သူအကောဖယားရဲ့မပြောသေးဘူးတန်ခါအရင်ပြောရှင်းတယ်နော်ဖယားကိုးကွယ်မှုလဲမှန်မှကုသိုလ်ရတယ်ရှင်းလားဖားကံပတ်စံပေါ်တိုင်းဖယားတွေလျှောက်တယ်မလို့ ਨੇ တဲတဲ့ဖယားကကိုဥဒိဋ္ဌရည်မှန်းမှုမှန်အောင်မှဖြစ်လမ်းမှာပြောတာသလိုဖယားနေကစားတဲ့ပြောကြတချို့ကလည်းလာသေးတာကြီးကျယ်ရေးတဲ့ဗုဒ္ဓဘိသိကမင်္ဂလာဟိုမိုးကုတ်မှာဘုရားထီးတင်တော့မိုးကုတ်နော်တကယ်ချင်းတွေဥစဉ်နေနဲ့သွားတော့ဟိုရောက်တော့ထီးတင်နဲ့ဆိုတော့နောက်တစ်နေ့ထီးတင်တော့မယ်3ရက်လောက်လိုသေးတယ်တဲ့အဲ့တော့ရော့အဲ့အောင်မန္တလေးကနေငါဖိတ်စာတွေရိုက်လာတယ်ကြီးကန်းတယ်ပေးကြည့်တယ်ဗုဒ္ဓဘိသိကမင်္ဂလာအဲ့တော့ငါနားမလဲလို့မေးအောင်မယ်ဗုဒ္ဓကိုဘယ်သူကဘိသိလာတွန်းပေးမလဲ
ဆိုတော့ကိုယ်တော်တွေမျက်လုံးပြဟဲ့အောင်မင်းဘာပြောမင်းတို့ရေးထားတာဘိသိကဆိုတာဘာသာပြန်ပြသပါတော့ဆိုဗုဒ္ဓဘိသိသွန်းတဲ့ပွဲဟမ်ဗုဒ္ဓကိုဘယ်သူကဘိသိလာသွန်းပေးမလဲဆိုဟာဟဲ့အောင်အဲ့လိုမဟုတ်ဘူးလားတဲ့အဲ့လိုမဟုတ်ဘူးဒါဖြင့်အနေကစားတင်လို့ပြန်ရေးမယ်ဒါလည်းမှားတယ်ဘုန်းကြီးတွေကလာအနေကစားတင်ပေးမှဖျားဖြစ်တာမဟုတ်ဘူးကွာရှင်းသလားဖျားဆိုတာမိမိကရည်မှန်းပြီးတော့ဒါဖျားရဲ့လို့ကိုးကွယ်တဲ့ဥဒိဋ္ဌဇေတီအဲ့ဒါဖျားလို့ရည်မှန်းရင်ဖျားဖြစ်ပြီးသားအဲ့ဒီဖျားဖြစ်ကိုးကွယ်တဲ့နေရာမှာယဟန်တန်ဃာတွေကိုပြင်ပြီးတော့ဗုဒ္ဓသည်ဘောဓိပင်နဲ့ရွှေပလင်ပေါ်မှာအောင်ပွဲခံခဲ့တဲ့အနေကဇာတိတန်တာရံဆိုတဲ့ဂါထာကိုယဟန်တန်ဃာတွေကဥစွာလာပြီးဖျားကိုပူဇော်ကြတယ်အဲ့ဒါလို့လာပြီးပူဇော်တာအနေကစားတင်ပေးတာလည်းမဟုတ်ဘူးလို့ရှင်းလားဖယားသိဋ္ဌိတင်တာလို့မဟိဋ္ဌိတင်တာလို့မလုံနဲ့ဘယ်နေရာကဝယ်လာခဲ့ဘယ်ကပဲကောက်ရလားဒါဖယားလို့ရည်မှတ်ရင်ပါတော့ကြောက်တုံးလို့ထားရင်ကြောက်တုံးပဲကွာရှင်းလားသဘောပေါက်သလားကိုတော်တို့ဘု து အနေကစားတင်မှာတော့လို့ဘု து ကိုသွားပြီးဘိသိက်သွန်းခိုင်းမှာတော့ကိုတော်တို့ဖယားထက်မြတ်နေသလားလို့ဘုရားတရားတော်မဟောနဲ့ဆုံးဖြတ်ပိုင်ခွင့်ရှိတဲ့လူတွေရှိသေးတာဟုတ်လားဟမ်ဘုရားတဲ့ကြီးတဲ့လူတွေလောကမှာရှိတယ်သဘောပါလားရှင်းလားအဲ့ဒါပဲအဲ့တော့ကိုတော်တို့မြင်လားဆိုတော့မှမသိပြီးတဲ့ဖိစာတွေဘာလို့မသွားတပည့်တော်ပတ်စံထုတ်ပေးသူမင်္ဂလာ boss ဒါတွေထက်တွက်တာမဟုတ်ငွေရော့သွားပြန်ရရှိကုန်လို့ဗုဒ္ဓပူဇနိယပွဲဗါလဲဘုရားကိုပူဇော်တဲ့ပွဲဒီနေ့ခင်ဗျားတို့လုပ်နေကြတာလဲပါလေဘုရားကိုပူဇော်နေတာဘုရားအကျိတ်ဆုံးတရားတော်တွေနာကြားရင်းနဲ့မလုပ်တာဟောတာမှဘုရားပွဲအစစ်ရှင်းလားဘုရားပွဲဆိုပြီးဇတ်တွေငါအငိမ့်တွေငါလောင်းကစားဝိုင်းတွေထောင်အရက်ဆိုင်တွေဖွင့်အဲ့ဒါဘုရားစော်ကားတဲ့ပွဲရှင်းလားဘုရားမကြိုက်တာတွေကြီးပတ်ဝန်းကျင်မှာလုပ်ပြီးဘုရားပွဲလုပ်တယ်ဆိုကြတာတက်မဲ့သာသနာဖြစ်တယ်ရှင်းလားအမျိုးမှန်မှဖယားမသိတရားမသိတန်ခါမသိပဲနဲ့ဗုဒ္ဓဘာသာဆိုတဲ့လူတွေကိုကျုပ်တို့ဘယ်လိုလက်ခံမလဲရှင်းလားသာသနာဘာဖြစ်နေလဲအေးကိုနှလုံးသွင်းကြည့်ငါတို့ဘယ်လောက်သိတယ်လဲရှင်းတော့တန်ခါလာမယ်တန်ခါဆိုတာဘာလဲဆိုတော့တန်ခါသည်လုပ်ငန်းကြီး2ရပ်ရှိပါတယ်ဘုရားရှင်ကိုယဟန်တော်တော်များများကလျှောက်ထားဘူးတာရှိပါတယ်အရှင်ဘုရားတပည့်တော်တို့အရှင်ဘုရားထံမှာသင်္ကန်းဝတ်ပြီးပါပြီတပည့်တော်တို့တာဝန်ဘာရှိသလဲဘာလုပ်ရမလဲတပည့်တော်တို့အတွက်တာဝန်ကိုပေးသနာတော့မူပါဒီလိုအမျိုးမှန်တဲ့ပုဂ္ဂိုလ်တွေကဒီလိုလာတာတာဝန်ယူတာဘာလုပ်တာလဲရှင်းတယ်နော်သူများလူတဲ့ဆုံးကိုစားထားရင်ဆုံးအတွက်တာဝန်ကျင်းရမယ်သူများပေးတဲ့သင်္ကန်းလူတဲ့သင်္ကန်းကိုဝတ်ထားပြီးရင်သင်္ကန်းအတွက်တာဝန်ကျင်းရမယ်ဘုန်းကြီးတစ်ပါးဘာတွေရှိလို့မှဂုဏ်ယူစရာမလိုဘူးရှင်းလားသဘောပေါက်သလားအဲ့တော့သံဃာဆိုတာဘာခေါ်လဲဆိုတော့ဟေးချစ်သားတို့ကန္ထဒုရနဲ့ဝိပဿနာဒုရဘယ်နှပြလဲဒုရဆိုတာအကျင့်တနည်းအားဖြင့် duty တာဝန်ရှင်းတယ်နော်အဲ့တော့ဝိပဿနာဒုရကန္ထဒုရဆိုတာကပရိယတ္တိသာသနာဘာလဲဘုရားရဲ့တရားတော်များကိုသင်အံပို့ချခြင်းဘာလဲဘုရားတရားတော်များကိုသင်အံပို့ချခြင်းဆိုတာကပရိယတ္တိကန္ထဒုရဒါတာဝန်တစ်ခုသံဃာမှာရင်ဒီတာဝန်ထားဆောင်အောင်ရှင်းတယ်နော်ဟောဒီတာဝန်2ရက်က2ရက်လုံးဖြစ်စေတရက်ကိုဖြစ်စေထမ်းဆောင်မှုမရှိရင်သံဃာမဟုတ်ရှင်းလားသဘောပေါက်သလားဟောတယ်မှာကန္ထဒုရဆိုတာကျောင်းတိုက်တေမှာစာပေသင်အံပြီးတော့ကိုရင်လေးတွေဥစဉ်လေးတွေစာချပေးနိုင်တဲ့ဒါကန္ထဒုရယနေ့ဓမ္မဂရိကကြီးတွေပရိသတ်အလေကောင်မှာထိုင်ပြီးတော့ဘုရားရဲ့အဆုံးအမတွေကိုသင်ပေးနေတယ်ခင်ဗျားတို့လာပြီးသင်ယူနေတယ်ဒါသာသနာတာဝန်ထမ်းနေတာဒါကြောင့်မို့ခင်ဗျားတို့ဟာမနေ့ကဘာပုဂ္ဂိုလ်တွေပြောလိုက်
သာသနာပြုပုဂ္ဂိုလ်အားလုံးပြောသားပါလိမ့်လေဘာတာဝန်ထားနေတာလဲကန္တာဒုရဘာလဲလေဘုရားတရားတော်တွေလာပြီးမနာကြဘူးလားဦးဇင်းကလည်းမဟုတ်ဘူးလားဟောတဲ့လူကလည်းတာဝန်ထားဆောင်နေသလိုနာနေတဲ့လူတွေကလည်းသာသနာပြုနေကြတာရှင်းလားတန်ခါမှာဟောဒီကန္တာဒုရဆိုတဲ့တာဝန်ရဲ့နောက်ဝိပဿနာဒုရဝိပဿနာဒုရဆိုတာကိုယ်တိုင်ကျင့်ကြံအားထုတ်ဘယ်လိုတရားပွဲပြီး15မိနစ်မထိုင်အောင်လားဟေးအဲ့ဒါကိုယ်တိုင်ကန္တာဝိပဿနာဒုရကိုကျင့်ဆောင်တာရှင်းလားအဲ့တော့သာသနာရဲ့လုပ်ငန်းနေ့ရက်လုံးခင်ဗျားတို့ရွတ်ဆောင်နေတဲ့အတွက်ခင်ဗျားတို့မှလည်းသံဃာဂုံတွေကိန်းနေတယ်ဒါမို့တရားပွဲမှာတချို့ဟာချိုးချင်းလေးတွေဝေကြတယ်ဖြော်ရည်လေးတွေတိုက်ကြတယ်ဟိုအောက်ဘက်မှာဒီမှာတော့အေးတော့ဖြော်ရည်တိုက်ယူသူတော့မလို့ရှင်းလားဘောက်ဆိုအလူခံထိုက်နေတယ်တန်ခါဂုံတွေကိန်းနေတယ်ရှင်းလားသဘောပေါက်သလားဒါကြောင့်မို့လို့တန်ခါဆိုတာဘာလဲဆိုရင်ဟောဒီတရားတော်များကိုသင်အံပို့ချခြင်းကိုယ်တိုင်အားထုတ်ခြင်းတိကဘာလဲသင်အံပို့ချခြင်းတရားတော်တွေကိုသင်အံပို့ချခြင်းတာဝန်တရားနောက်တရားကကိုယ်တိုင်ကျင့်ကြံအားထုတ်ခြင်းဆိုတဲ့တာဝန်နှစ်ရပ်ဒီတာဝန်နှစ်ရပ်လုံးတော်၎င်းတစ်ခုခုတော်၎င်းထမ်းဆောင်နေမှပါခေါ်ရှင်းလိုက်အဲ့တော့ဖယားတရားတန်ခါဖယားကိုလည်းမှန်အောင်ကိုးကွယ်တတ်ပါစေရှင်းတယ်နော်အဲ့တော့ဖယားဆိုတာအဲ့ဒီဆင်းတုတော်တွေမဟာမြတ်မုနီရွှေတကုံကြိုက်ချီယိုသုံးကတက်ရင်ဘာဖြစ်တယ်ညာဖြစ်တယ်အဲ့ဒါထွင်လုံးနေရှင်းတယ်နော်သဘောပေါက်သလားတကယ်ကငါတို့ကိုးကွယ်ရမှာဖယားရှင်ဤအဆုံးအမငါတို့ကြော့တာဖယားဤကျေးဇူးဂုံရှင်းသလားဖယားကြော့တယ်ဆိုဘာကိုကြော့တာကျေးဇူးဂုံကိုကြော့တာကျေးဇူးကိုကိုယ်တိုင်သိပြီးကြော့ဘူးမှဖယားကြော့ဘူးတယ်လို့ခေါ်တယ်ရှင်းမလားသဘောပေါက်သလားသာသနာနဲ့တွေ့ကြိုးနှပ်ပါစေဆိုတာဒါငါတို့သာသနာမှာဒီလိုအခြေခံနေဒါကြောင့်မလို့ဥသုမင်္ဂလာတရားပွဲဟာကြီးကျယ်တဲ့တရားပွဲတော့မဟုတ်ပါဘူးမူကြိုတရားပွဲပါနော်ဟုတ်ဘူးလားဟမ်ဒါကြောင့်မလို့အမားယွင်ချွတ်ချော်ရှိခဲ့လေဥသုမင်္ဂလာကိုသိခံခွင့်လွှတ်ပေးကြပါကိုတိုင်ကိုကမူကြိုဆရာပဲရှိပါသေးတယ်ရှင်းလားသဘောပေါက်သလားငါတို့ကမူကြိုတန်းကိုပြောက်နေတာသဘောပါလေနော်ခုမှဖယားပြန်ပြောရတာဟုတ်ဗျတရားပါလဲပြန်ပြောရတာခုမှကိုရွှေဗုဒ္ဓဘာသာတို့မရွှေဗုဒ္ဓဘာသာနော်ခုဒီမှာဘာသာကြားတွေကြားထဲမှာဒီမှာဆိုဘာသာကြီး၃မျိုးလုံးအပြိုင်နေတဲ့နေရာမှာအញ្ញံဆုံးဘာသာပြောပါဆိုဗုဒ္ဓဘာသာဘူးမသိဘာမှမသိသိတာလည်းမရှိဘူးရှိတာလည်းသိတာလည်းရှိတာလည်းကိုဖြစ်စဉ်မှတ်တာငါတို့ဒီနေ့ဘုန်းကြီးကစုပေးလိုက်တယ်ငါတို့ကဘလောက်တော်လဲဆိုရှိတာလည်းသိတာလည်းသဘောပါသလားအမျိုးမှန်မှတန်ခါရောသိပလားဟေးဒါနဲ့ပတ်သက်ပြီးတော့ဦးဇင်းတို့ဝတ္ထုလေးတစ်ခုဒီနေ့ထုတ်တန်ထဝဆိုတဲ့ဇတ်ရှိအဲ့ဒီမှာဘုရားရှင်ကိုရောမြတ်ကြီးကတန်ထဝတောင်ဖြစ်နေပြီဘုရားရှင်ကိုရောမြတ်ကြီးဝေလူဝံကျောင်းမှာသတင်းသုံးနေတော့ဖြစ်စဉ်လေးတစ်ခုဖြစ်ခဲ့တယ်အဲ့ဒါဘာဖြစ်ခဲ့လဲဆိုတော့ဒေဝဒဘယ်လိုလဲသာသနာဖြစ်တဲ့ကောင်ဘယ်လိုလဲအဲ့ဒီဒေဝဒကတန်ခါသိမ့်ခွဲဘာလို့လဲတန်ခါသိမ့်ခွဲတာဘယ်လိုခွဲတယ်လဲပြောပြအောင်မယ်ဘုရားရှင်ကိုရောမြတ်ကြီးတန်သွားသူဘုရားကိုမျိုးစုံလှုပ်ကြံတယ်မရဘူးဘယ်လိုမှလှုပ်ကြံလို့မရတော့သူနောက်ဆုံးနည်းကိုသုံးတော့မယ်မဖြစ်တော့ဘူးသူ့ဘက်ကိုယ်ဘက်ခွဲမယ်လောကမှာလည်းတရားမြတ်တသူနဲ့မတရားတဲ့လူဘယ်ရင်ကများလဲတရားဆောင်သူနဲ့မတရားနဲ့ဆောင်တဲ့လူဘယ်ရင်ကများလဲမတရားတဲ့လူကများတယ်အဲ့ဒါဆိုငါဘက်သားများမှာပဲမဘူးဒေဝရကဒီလိုရှင်းလားအဲ့ဒါနဲ့သူကဘုရားစီသွားပြီးတော့အရေးဆိုတယ်အရှင်ဘုရားတပည့်တော်သာသနာကိုဒီလိုစောင့်ရှောက်ခြင်းတယ်
ကဲပြောသားတေဝရပါလဲယဟန်တော်အားလုံးသတ်သတ်လွတ်စားရမယ်အမိန့်ထုတ်ပေးပါဟာလေသတ်သတ်လွတ်ပြဿနာပေါ်မဟုတ်ဘူးနော်သာသနာခွဲတာအဲ့ဒီကောင်နဲ့ခွဲတာရှင်းသလားဟမ်ဘယ်တော့သတ်သတ်လွတ်စားရင်တော်တော်ထူးတယ်ထင်နေတာဟုတ်နော်အဲ့တော့ယဟန်တော်အားလုံးသတ်သတ်လွတ်စားရမယ်နောက်တောထဲမှာပဲနေရမယ်ဘာလဲဘုန်းကြီးတွေအကုန်လုံးတောထဲမှာနေရင်အဆင်ပြေမလားသာသနာကွယ်သွားမှာပေါ့ဒီချိန်ကြီးတောင်ရောက်လာမှာမဟုတ်ဘူးရှင်းသလားသဘောပါသလားတခါတခါဒီမှာလူခွင့်တန်းခွင့်ကိုရအောင်မလားတရားနာကြားခွင့်ကိုရအောင်မလားဒေဝရလှုပ်ပုံပြောပါတယ်နော်တတ်လို့ပဲစားရမယ်ဆိုတာနဲ့လည်းပြန်ကြည့်လိုက်ယဟန်တော်တွေဆိုတာကတပိတ်ကလေးပိုက်ပြီးသူများလူတာစားဒကမကြီးဒီအသားမစားဘူးခိုတတ်လို့ဟိုအရွက်ကလေးလောင်းရမလားအာမလေးဗျကိုချင်းချင်းပြောနေတာရှင်သာရိပုတ္တရာနဲ့ရှင်မောင်ကလန်တို့နော်တရားအချိန်လူဟောနေတယ်ပြောကျင်တာတွေကများရှင်သာရိပုတ္တရာလိန်နာထနေတယ်ဒုက္ခရောက်နေတယ်အဲ့ဒါရှင်မောင်ကလန်ကလာမေးတယ်ဟာရှင်ဒါဘယ်လိုလုပ်ရင်ပျောက်မလဲငါကွာအမေရှိတော့ကတော့ဘယ်ဟာလေးနဲ့ပေါင်းပြီးတော့အဲ့ဒါအမေကချက်ပေးတာအဲ့ဒါစားတော့ငါပျောက်ဖူးတယ်ဟာဒါဆိုရင်ရှင်ဖျားတပည့်တော်တို့ဘုံကံရှိရင်တော့ရမှာပဲသူတို့နှစ်ပါးပြောနေတာအဲ့ပြောတဲ့စကားကိုရုပ်ကစိုးကြီးကြားတော့တော့ तू ကသူ့တိတ်ဘဝကအမျိုးတော်ခဲ့ဘူးတဲ့စီပြေးတယ်ပြီးတော့မင်းတို့ဒါချက်ပြီးဒါလောင်းသွားပြီးသတင်းပို့ဟုတ်ပြီနော်သတင်းပို့တော့ရှင်မောက္ခလန်ကြီးဆွမ်းခံကြွတော့မနဲ့လင်းဆွမ်းခံထွက်တယ်ဆိုပဲဟိုအိမ်ရောက်တော့ရက်လိုက်တယ်ဆိုရင်ပဲရှင်သာရိပုတ္တရာပြောတဲ့ဟင်းတွေလောင်းချလိုက်ရောဟာโอเคရှင်မောက္ခလန်တော့ဘယ်သိမလဲရိုးပဲငါတငယ်ချင်းတို့အဆင်ပြေပြီးချက်ချင်းပြန်ပြေးလာနော်ပြေးလာခဲ့ပြီရှင်သာရိပုတ္တရာခဲငါရှင်ကံကောင်းလိုက်တာမင်းဟာလေဒါမို့မင်းတော်ကံကောင်းတဲ့ကောင်တို့ကငယ်တငယ်ချင်းတွေကိုဗျဥပဒိတ်တနဲ့ဂေါလိတငယ်တငယ်ချင်းတွေရွှေတထေးတွေတယောက်မှနောက်လိုက်900စီနဲ့အမတန်ချမ်းသာတဲ့ပုဂ္ဂိုလ်အငယ်ချင်းကမင်းဘုံကံသိပ်ကြီးတဲ့ကောင်ပဲကွာအခုငါဆုံးကံထွက်တယ်ဆိုရင်ပဲချက်ချင်းရလာတာရော့မင်းဝေဒနာပြောက်သွားအောင်တောက်လိုက်မင်းဒါတောက်ပြီးငါဆုံးကံထွက်လိုက်ဦးမယ်တတ်ဆိုတော့မှရှင်သာရိပုတ္တရာတပိတ်လက်ထဲရောက်တော့ရှင်သာရိပုတ္တရာအမှုမဲ့မနေဘူးငါကံတလောက်မကောင်းဘူးသူမင်္ဂလာလိုပဲကိုသိနော်အဲ့မဲနိုင်ရဲ့နောက်ဆုံးမဲဟာကိုမဲပဲရှင်းလိုက်ဟောကိုကံကိုသိတယ်အဲ့ဒါရှင်သာရိပုတ္တရာလည်းဒီလောက်ကြီးအဆင်ပြေလာတာတာမန်တော့မဖြစ်နိုင်ဘူးဟောဒီငါအတွက်လိုအပ်နေတဲ့အာဟာရဘယ်လိုဖြစ်လာသလဲကြံကြည့်လိုက်တော့သူပါဇက်ကထွက်တဲ့စကားရုပ်ကစိုးကြားရုပ်ကစိုးကသူ့တကာဓမ္မတွေသွားတိုက်တွန်းနေဆိုကိုနှုတ်ကြောင့်ဖြစ်လာတဲ့အာဟာရမသုံးဆောင်ကောင်းဘူးတဲ့ဆိုပြီးတော့ဟေးလာအောင်မောက်ကလာဒါငါတို့မအပ်ဘူးကွာရော့သွားသွန်းကြီးရှင်းလားမြေကြီးတွေကိုသွားပြီးတူးပြီးသေချာသွန်းလိုက်ဆိုတော့ရှင်မောက်ကလာဘာမှစောရကမတက်ဘူးတကယ်ချင်းတယောက်တဝူးပေါ်တဝူးယုံကြည်ချက်ဘယ်လောက်စွမ်းအားကြီးတယ်ဆိုယူသွားတယ်ပြီးတော့တခါတည်းမြေကြီးတွေကိုသွန်ချလိုက်တာနဲ့ဒီဘက်ကယောဂရှင်းနော်ဖခင်ကဒါမလုံးနဲ့ဆိုတာကိုသူတို့မလုံးဘူးဒါမစားအပ်ဘူးဆိုတာကိုမစားတဲ့အတွက်သီလဂုံကျေးဇူးကြောင့်အဲ့ဒီယောဂတစ်သက်လုံးပြန်မပေါ်တော့ဘူးဆိုလိုတာကကိုယ်နှုတ်ကထွက်လာတဲ့စကားကြောင့်လှူတဲ့ပစ္စည်းကိုမသုံးဆောင်ကောင်းဘူးတဲ့ဒါဘုန်းကြီးဘာလို့လဲလာမမေးနဲ့ဘုန်းကြီးလို့ဆိုလာမေးတယ်မင်းကြည့်လူရှင်းလားဘာလို့လဲလို့ပြောလိုက်ရင်အဲ့ပစ္စည်းဟာ၃တိုင်းအာပတ်တဲ့ပြောရမကောင်းပါဘူးရှင်းသလားသဘောပေါက်သလားအဲ့ဒါတန်ခဝိနိစိကံရှင်းတယ်နော်သဘောပေါက်သလားအဲ့ဒါနှုတ်ကပြောလိုက်တာလေးနဲ့ဟိုမှာဓာတောင်တဆင့်စကားတော့ရုပ်ကစိုးကသွားတာခင်ဗျားတို့လူချင်းသွားတာမဟုတ်သေးဘူးငါတို့ဘုန်းကြီးကဘာလို့လဲဘာလို့လို့တဲ့မင်းတို့လှုပ်ကြအောင်ဆိုရင်အဲ့ဒါဟိုဘုန်းကြီးဘာမှကိုလှုပ်မရတော့ဘူးအကုန်အာဘတဲ့ရှင်းလားသဘောပေါက်သလားအဲ့တော့သာသနာတော်မှာတတ်လွတ်ပဲစားပါတယ်လို့ပြောပိုင်ခွင့်ရှိလှူတာပဲစားတိုးเจ้าမှာပဲနေရမယ်တဲ့သင်္ကန်း3တယ်ပဲဆောင်းရမယ်တဲ့လှုပ်လာပြီရှင်းနော်ကိုယ်မှာသင်္ကန်း3တယ်ရှိနောက်ထပ်အလူမခံရဘူးတဲ့ဆိုတော့ဟာဘုံကရှိတဲ့သံဃာမှာရှင်အာနန္ဒာဆိုရင်ဒိန်နဲ့သင်္ကန်း900ရရှင်းနော်အဲ့900ရတော့ဟိုမှာနွမ်းမနေတဲ့ကိုတော်တွေထပ်ပြီးမလူရဘူးလား
အဲ့တော့သုံးတယ်ပဲနေရမယ်နောက်ထပ်မလိုအောင်ဆိုတကယ်လို့တခိုးကခိုးသွားပဲလို့ကြမယ်ရှင်းလားအဲ့တော့မဖြစ်နိုင်တာတွေကြီးသူကတောင်းတယ်အမှန်တော့နာမည်ကြီးကျင်တာကိုဝိပဿနာတရားတော့အဆန်းထွင်ဟောသလိုပေါ့သူများမလုံနဲ့ဆိုသူတို့ကလုံဟမ်ရှင်းတယ်နော်သူများဖြစ်ပြဆိုသူတို့ပေါ်ပြောက်လုံချင်လုံနေလေတာဟမ်စတန့်ထွင်တာရှင်းလားသဘောပေါက်သလားရိုးရိုးလေးသွားပြီးနေတဲ့ဟာတရားဆိုတာသိရိုးတယ်သိစင်ကြယ်တယ်သိဖြောင့်မတ်တယ်အဆန်းထွင်လာရင်အဲ့ဒါထူးအောင်လုပ်ရင်ယူနေလို့ရှင်းလားခင်ဗျားတို့လည်းထူးတာကြိုက်ရင်အယူအမိုက်ပဲထူးတာကြိုက်ရင်ထူးကျင်သေးရင်ယူနေသေးလို့ပြောထူးကျင်သေးရင်အထူးကြိုက်ရင်အယူအမိုက်လောကမှာပုဂ္ဂိုလ်ဒူးလည်းမရှိဘူးတရားဒူးလည်းရှင်းလားသဘောပေါက်သလားတရားထူးအောင်လုပ်ဟောရင်မှားပြီတရားထူးစရာကိုမရှိတာသဗ္ဗေသင်္ခါရတရားအလုံးဟာဖြစ်ပြီးကဲတကယ်ရှိတရားကယုတ်တရားနဲ့အဲ့ဒီယုတ်နာနှစ်ပါးလည်းဘယ်ချိန်ကြည့်ကြည့်ဖြစ်ပြီးတော့ဒီအပြင်ပြောစရာကိုမရှိတာအဆန်းထွင်ဟောလာရင်အဲ့ဒါမှားပြီလို့သာမှတ်လိုက်ရှင်းမလားအဲ့တော့ဒေဝဒအဲ့ဒါလို့လမ်းမမှန်တဲ့နည်းနဲ့သွားပြောတော့ဘုရားဘာတစ်ခုမှလက်မခံပယ်ချလိုက်ဒေဝဒမင်းပြောတာတွေဘာတစ်ခုမှငါလက်မခံဘူးလေလက်မခံရင်ဟေးသာသနာကြီးညိုတဲ့လူတွေငါပြောတာတွေသဘာဝကြမကြဆိုတော့ဟိုလူမိုက်တွေကဟုတ်ပါတယ်မှားပါတယ်လှုပ်လာတာပေါ့လှုပ်လာရင်ငါလည်းလိုက်ခဲ့ဆိုကိုခေါ်ကြတော့အဲ့မှာတန်ခါသင်းခွဲတယ်ပေါ့ရှင်းလားသဘောပေါက်သလားအဲ့လိုခွဲသွားလိုက်တော့ခေါ်သွားပြီတပည့်တွေခေါ်သွားပြီးတော့ခဏနေတော့ညနေစောင်းကန်ပြီးတော့ဘုရားရှင်ကိုတော်မြတ်ကြီးကကဲသာရိမုတ္တရာမောက်ကလန်တန်ခါကိုသွားပြီးတော့ဆောင်းကြီးလွတ်လိုက်တော့ရှင်သာရိပုတ္တရာနဲ့ရှင်မောက်ကလန်တို့ဒေဝရတ်နောက်လိုက်သွားတော့ဒေဝရတ်နောက်ကတပည့်ကြီးကဟိုမှာဘုရားရဲ့ညာလက်ယုံနဲ့ဘယ်လက်ယုံလာတဲ့ကိုတော်သတိထားပြောတာဒေဝရတ်ကသူ့ဟာသူမှန်တက်နေတယ်ဘယ်သတိထားပါဒီကောင်လေးအမှန်တရားသတိရလာတာငါးစီတပည့်လက်ခံတာတွေ့လားဟုတ်ပြီနော်မိုက်တဲ့လူကမိုက်မိပြီဆိုအဲ့လိုဆက်မိုက်တာမှားမိပြီဆိုဆက်မှားတော့တာအဲ့တော့လာပြီဆိုတော့ဟိုကသတိပေးတယ်မဟုတ်ဘူးလာတော့ဟိုကလည်းကြာကြာနာနာပေါ့လေဝင်လာတော့လာချစ်သားသာရိပုတ္တရာနဲ့ဖယားပုံစံသူကဘာပုံစံပြုရလာချစ်သားသာရိပုတ္တရာနဲ့မောက္ကလန်လာကြသာရိပုတ္တရာကညာဘက်ကထိုင်မောက္ကလန်ကဘယ်ဘက်ကထိုင်အမဲလက်ဝဲရန်လက်ရရန်နဲ့ငါသာဝကတွေစုံပြီဒေဝရကြီးအောင်ပွဲခံဘာလို့လဲဖယားပုံစံသူကဟိတ်ဟန်ပန်နေတဲ့ချစ်သားတို့လို့ပြီသူကဖယားစင်ပြိုင်ထောင်းရှင်းသလားသူကဖယားအတုပြုတာပေါ့ဘာပြုတာဖယားဆိုတာအတူလည်းမရှိဘူးရှင်းလားတော့တချို့မဟာမြတ်မုနိဖယားကြီးကဖယားနဲ့တူတယ်တဲ့ဖယားမှာအတူလည်းမရှိဘူးအတုလည်းမရှိဘူးရှင်းလားသဘောပေါက်သလားငါတို့ကိုးကွယ်နေတာအဲ့ဒီရုပ်ထုကိုးကွယ်နေတာလားအဆုံးမကိုးကွယ်နေတာအဆုံးမကိမ့်မသာသနာတည်တယ်ခေါ်တယ်ရှင်းလားရွှေစေတီကြီးတွေမိုးပြန်အောင်တည်ထားအဆုံးမနားထောင်မဲ့လူမရှိရင်သာသနာတို့ဘုရားသာသနာရွှေချောင်းပြောင်ဝန်းခေါင်ဖြစ်ဘုရားတောင်ဘာမှမသိတဲ့ဗုဒ္ဓဘာသာတွေရှင်းလားဘုရားဘလို့ကြော့ရလဲမသိဘူးဘာကြောင့်ကြော့လဲမသိဘူးဆိုတော့ရှေ့ပါဆက်လို့မဂ္ဂင်၈ပါးဟောအဘိုးကြီးပဲရှင်းလားသဘောပေါက်သလားဒါဖြင့်ငါတို့ဒီတိုင်းပဲခက်ညံ့ပဲနေတော့မလားဟမ်ဒုက္ခရောက်မှညံ့တော့မလားရှင်းသလားအမျိုးမှန်ကန်တဲ့ဗုဒ္ဓဘာသာဝင်တွေဖြစ်ပါစေလို့ဆန္ဒပြုပါတယ်ရှင်းသလားကြည့်ဒေဝရခတ်ကြီးတွေပဲဟိတ်နဲ့ဟန်နဲ့ဖယားအတုပြုပြီးတော့မှချစ်သားတို့ဘာဖြစ်တယ်ညာဖြစ်တယ်ပြောဆိုပြီးတော့ကဲဖယားလို့သူကအကုန်တုခိုးတာအဲ့ဒီကလေးကရင်ဟန်မရတော့ဘူးလားမှတ်ထားရတော့အတုခိုးပြီဆိုရင်လည်းဟန်မရတော့ရှင်းတယ်နော်သူဟန်သူပန်နဲ့ဆိုရင်ဒါလက်ခံနိုင်ကြရှိတယ်အတုခိုးရင်ဟုတ်ကိုမဟုတ်တော့အဲ့ဒီမှာသူဘာလို့ကဲချစ်သားသာရိပုတ္တရာနဲ့မောက္ကလန်နဲ့
ngà phải khá nà đấy quê phải để lùm miền Nam vô lịch sử đâu cô phải giá trị đấy tôi đã cả đấy gạo tôi lông lông nên này bùm miếng mùng nhá mà đấy đã là khăm ăn gì à đó cái lá gì phía đầu đấy xem mà biểu lý nó Peter Cross gì à đó phía này đó bảo là làm mà gì hôm nay là tôm nhà đi nay là tôm nhà lấy bà bún mua lẩu về ra bà quan đồ mua về bà uống là ấy đó phải xin cô làm gì đấy đi luôn làm bài gì phải hay à lấy mà lấy hay là phải là tall and handsome tây chó đấy tây la đấy lúc đấy là nghe lâu được số cái làm bài đó mà phía này cái gì để thà lại đó ấy đó phải xin cô làm gì à tôi đã cái đấy nên ấy bổ sung đó khá bổ sung ấy đó khá nào đấy đâu cả mấy lầnအဲ့ဒါယဟန်တန်ဃာကိုတရားဟောပြီးည7 နာရီလောက်ကြာရင်ဘာလို့လဲဆိုတော့ကဲจิตသားတို့အလဲကြရှင်သာရိပုတ္တရာဒီနေ့မင်းယဟန်တန်ဃာကိုဆောင်လိုက်တန်ဃာကိုဆုံးမလိုက်ငါဘုရားခဏနားအောင်မယ်ခါနာရကွယ်ဆိုပြီးအဲ့နားလေးတွေလှဲပြီးတော့ညာဘက်လက်ကလေးထောက်ခေါင်းကလေးတင်ခန္ဓာကိုယ်စမ်းစမ်းထားညာဘက်ခြေစမ်းစမ်းထားဘယ်ခြေနဲ့နဲ့လေးကိုယ်တွင်ပြီးတော့ဘယ်တင်ပါပေါ်ညာလက်ကလေးတင်ပြီးတော့ဒါဘုရားနားတာခဏလေးည300မှာ300မှာည300မှာတရံရဲ့3ပုံတပုံဆိုတော့တညကိုတနာရီဝက်လောက်ကလေးနားတာဘုရားရှင်းတယ်နော်အဲ့ဒီဟန်ပံမျိုးကိုအတုပြုပြီးငါဘုရားခါနာတယ်တဲ့သာရိပုတ္တရာမောက္ကလံတန်ဃာကိုဆောင်ညာလို့ပြောပြီးခတ်တည်တဲ့သူကဘုရားလို့အိတ်တာခေါ်ရှင်းလားအိတ်တာလည်းရှိသေးတယ်ဘုရားကညဥယံည300တရံရဲ့3ပုံတပုံဒါဘုရားရှင်ဘုရင်တို့ကည300မှာတရံမဲ့အိတ်ဟုတ်ပြီနော်ရှင်ဘုရင်ရဲ့တထေးတကြွယ်ကည300မှာတရံမဲ့အိတ်တရောင်းစားတော့300လုံးအိတ်လင်းတဲ့ဒီကလမျိုးခေါ်နေတဲ့ဟာတွေကိုဘာလဲဆိုတာကိုယ့်အကိုသိရှင်းလားသဘောပေါက်သလားအဲ့ဒီတရောင်းစားအမျိုးရုပ်တွေကတော့300မှာ300လုံးဟိုဘက်တောင်နည်းနည်းထပ်ချီးလိုက်ရသေးတယ်သဘောပါသလားကောင်းပြီအဲ့တော့ဒေဝဒတ်ကဘုရားအတုပြုပြီးခတ်တီတွေနဲ့သာရိပုတ္တရာမောက္ကလံဟောသူကခွင့်ပြုတဲ့ပြီးတော့အိတ်ချတာခေါ်နဲ့အဲ့တော့ရှင်သာရိပုတ္တရာရှင်မောက္ကလံကဓမ္မလမ်းကြောင်းပြသွားတဲ့ဘုရားဆိုတာဘာတရားဆိုတာဘာတန်ခါဆိုတာဘာမင်းတို့နားလဲသလားနားလဲပါပြီနားလဲရင်ဘယ်လိုလုပ်မလဲအမှန်တရားလုပ်မလားအမှားတရားလုပ်မလားအမှန်လုပ်မှာပါကဲသွားကြဆိုအကုန်ခေါ်ချသွားပါသွားသူ့ဘက်တယောက်မှမရှိတော့ရှင်းလားကဲအဲ့ဒါလေးမရှိတဲ့နောက်ပိုင်းဆက်ပြောနေတရားမပြီးမှဆိုလို့ခဏလေးထားနော်အဲ့ဒီပြီးသွားတော့အဲ့ဒီကိစ္စကိုကြောင်းတော်မှာတည်င်းကဖြစ်လာအားလုံးပြောကြတယ်ဟေးဒေဝရတ်ကတော့ဟေးခတ်တီနဲ့သူကဖရာတို့ရဲ့ဟိတ်ဟန်ပံမျိုးတွေလုံးပြီးတော့သူကကြီးကျယ်ရှောက်လုပ်ပြီးတော့တန်ဃာကိုခေါင်းဆောင်တယ်ဆိုပြီးတော့ဟန်ပံအမူအရာထုတ်တာအခုနောက်ဆုံးတော့သူတို့ပဲအကုန်လုံးဖရာစီပါလာပြီဆိုတာပြောကြတော့ဖရာကချစ်သားတို့မင်းတို့ဘာပြောနေလဲဒေဝရတ်အကြောင်းတင်းပြောနေပါတယ်ဒီလိုပဲပေါ့အေးကွာတဲ့ဒေဝဒတ်ကဟေးကိုနဲ့မတန်မရာကိုအတော်လုပ်တယ်ကွာအမျိုးမမှန်တော့အဖိုးမတန်ဘူးကွာဘာလဲအမျိုးမမှန်တော့ဒီအမျိုးမမှန်လေးတောင်ထည့်မပြောချင်ကြဘူးဘာလဲတော့အမျိုးမမှန်တော့အဖိုးမတန်ဘူးကွာတဲ့အတုပြုမှတော့ဘယ်နဲ့လို့ကောင်းလိမ့်မလဲကွာတဲ့ဒေဝဒတ်အဲ့ဒါလိုပဲအခုမှမဟုတ်ဘူးအတိတ်ကလည်းငါလိုက်တူတာဒီကောင်ဒီတိုင်းပဲဆိုတော့မှရှင်သာရိပုတ္တရာကိုရောမြတ်ကြီးကတောင်းပန်တယ်ရှင်ဘုရားယခုအတုပြုပုံတော့တပည့်တော်တို့မျက်ဝါးထင်တွေ့ခဲ့ရလို့မြင်ရပါပြီအတိတ်ကဟောဘယ်လိုလုပ်ခဲ့သလဲဘုရားဒါလေးတပည့်တော်တို့တနာခြင်းကိုအကြောင်းပြုပြီးဟောတော်မူပါဆိုတော့မှအေးချစ်သားတို့မှတ်ထားတခုသောကာလတော့ကငါဘုရားဟာဝိတေဟတိုင်းကဝိတေဟရမင်းကြီးဖြစ်ခဲ့ဗါလဲဒါကကြော်ချလိုက်ရတာစာထဲမှာတော့ဝိရိဟတိုင်းမှာအဖေနဲ့အမေကနေပေါက်ဖွာလာတဲ့မိဖုရားခေါင်းကြီးကမွေးတဲ့အိမ်ရှိမင်းသားအဲ့ဒီကနေပညာတွေသင်စာတတ်ဘယင်ဖြစ်ပေါ့ဆိုတော့ဒါတွေပြောနေကြတယ်အဲ့တော့ဝိရိဟမင်းကြီးဘာကြီးလဲအဲ့ဒီမင်းကြီးအုပ်ချုပ်တဲ့တိုင်းပြည်နားမှာထူးခြားတာလေးတစ်ခုရှိတယ်အဲ့ဒါဘာလဲဆိုတော့ရွှေဟင်းသာတကောင်ကကြီးမနဲ့ညားပြီးတော့ရွှေဟင်းသာဘာနဲ့ညား
ရွှေဟင်းသာကကြီးမနဲ့ညာပြီးတော့ဟင်းသာမဟုတ်ကြီးမဟုတ်တကောင်ရှိတယ်နော်မိတ်ထီလာပြည်နာမိတ်ထီလာဆိုဒီမိတ်ထီလာမဟုတ်ဘူးနော်မိတ်ထီလာပြည်ဆိုတာအဲ့ဒီမဇ္ဈိမတိုင်းမှာရှိမိတ်ထီလာပြည်ကဝိရိဟရတိုင်းမှာဝိရိဟမင်းကြီးပေါ့အဲ့ဒီမှာထမ်းပင်ပေါ်မှာဒီပြည်နဲ့မနီးမဝေးမှာဘာရှိလဲဟင်းသာမဟုတ်ကြီးမဟုတ်တကောင်ရှိတယ်ဟုတ်ပြီနော်ဟင်းသာဖိုနဲ့ကြီးမနဲ့ညားပြီးတော့မွေးထားတယ်ဟုတ်ပလားအဲ့တော့သူ့ကိုဟင်းသာမဟုတ်ကြီးမဟုတ်ရွှေဟင်းသာလို့ရွှေရောင်လည်းမတောက်ကြီးလို့လည်းမမဲဟုတ်ပြီနော်ဒီလိုအမျိုးမစစ်တဲ့အတွက်သူ့ကိုဝိနီလကဒီဇတ်တော်နာမည်ကဝိနီလကဇတ်ဘာဇတ်လဲဝိနီလကဆိုတာအရွှေရောင်လည်းမဟုတ်အမဲရောင်လည်းမဟုတ်အမျိုးမမှန်ဘာလဲရှင်းတယ်နော်အဲ့ဒီကြီးမဟုတ်ဟင်းသာမဟုတ်ကောင်အဲ့ဒီကောင်စီကိုရွှေဟင်းသာမင်းကြီးကမကြအမြဲတမ်းလာတွေ့အဲ့ဒီရွှေဟင်းသာမင်းကြီးမှာလေသူ့ရဲ့သားနှစ်ယောက်ရှိတယ်ဟိမဝန္တာတော်ထဲမှာဟင်းသာအစ်စ်ပေါ့လေသားနှစ်ကောင်ရှိတယ်နှစ်ကောင်နော်ဟင်းသာမင်းရဲ့သားနှစ်ကောင်အဲ့ဒါကဟင်းသာအစ်စ်ဟင်းသာမနဲ့ညာမွေးတာဒါကအမျိုးမှန်တယ်ဒီဘက်ကကောင်ကအမျိုးမမှန်ဘူးဆိုတော့ဟင်းသာမင်းကြီးကသူ့သားနှစ်ယောက်လည်းဂယုစိုက်တဲ့ဟိုကြီးမနဲ့စက်မွေးတဲ့သားအတွက်လည်းသွားပြီးကြည်ရသေးတာအဲ့တော့ဒီရွှေဟင်းသာမင်းဟင်းသာလေးနှစ်ကောင်ကအဖေပဲသွားနေတာတော့ငါမိတ်ဒီလာပြည်သွားတာအဲ့နာထမ်းပင်ပေါ်မှာငါသားတစ်ကောင်ရှိတယ်အဲ့ဒါသွားကြည့်ရတာဆိုအဖေတဲ့လူပြည်လူရွာနာမသွားနဲ့သားတွေကပြောတာလူပြည်လူရွာဆိုတာအမတန်ရိုင်းဆိုင်တဲ့ရက်ဆက်တဲ့ရုပ်မာတဲ့ကြမ်းတမ်းတဲ့နော်ဘယ်မှာလဲလူပြည်လူရွာဆိုတာတဲ့တယောက်နဲ့တယောက်အိတ်တမစ္စည်းနဲ့အဘိဓါတွေပွားပြီးဟိုထိုးချဒီထိုးချဟုတ်လားမနာလိုဝန်တိုတွေဖြစ်ဂုံတွေပြိုင်တရတ်တွေပြိုင်ဟိုဘာသာနဲ့ဒီဘာသာနဲ့မတည့်ဟိုဘုန်းကြီးနဲ့ဒီဘုန်းကြီးနဲ့မတည့်ဟိုချောင်းနဲ့ဒီချောင်းနဲ့မတည့်သဘောပါလားလူပြည်လူရွာအမတန်ရှုပ်တဲ့အဖေမသွားနဲ့အန်တရများတယ်အဲ့တော့အဲ့ဒီသားလေးအတွက်ဂယုမဆိုင်ရင်ကျွန်တော်တို့လည်းဒါအဖေသားဆိုရင်ညီကိုတော်ပါတယ်ကျွန်တော်တို့နှစ်ကောင်သွားခေါ်ခဲ့မယ်အဖေတောင်းနေသူတို့အဖေအန်တရဖြစ်မှာဆိုလို့သားလိုက်ပါလေးရှင်းတယ်နော်လူပြည်လူရွာဆိုတာအမတန်ရိုင်းဆိုင်တယ်ရက်ဆက်တယ်ကောက်ချစ်တယ်ကြမ်းတမ်းတယ်တလိ္ဆန်တွေကပြောနေဗုဒ္ဓဘာသာစီဆိုတာအမတန်ရက်ဆက်တယ်ဆိုတော့ကြည့်နေတယ်ဆိုင်ကယ်လေးတွေနဲ့ကလေးတွေကျိုးလာကြခက်တီတီပဲလာသမျှဆိုင်ကယ်ပဲကနောက်ကနေကြည့်ဒုက္ခပဲအဲ့ဒီထဲမှာဘာသာကြားတွေပိုင်တော့ငါအမုန်းတော့မှာဒီလိုဗုဒ္ဓဘာသာဘာမို့လို့မင်းဘုန်းကြီးကဘာဘုန်းကြီးမို့လို့ဆိုဟိုမှာအကုသိုလ်ဖြစ်ကုန်တော့မယ်ဗုဒ္ဓဘာသာတွေဒီလိုပဲရိုင်းသလားကြည့်တို့မှလည်းလေဝတ်ကြွေးတွေရှိလို့ပါကလေးလေးတွေအခုဒါလာကြိုးတာကျေးဇူးလက်တင်တယ်နောက်ကိုဘယ်သာသနာဘွဲပဲလုပ်လို့ယဉ်ကျေးအောင်တိမ်မွေ့အောင်လုပ်ကြစမ်းပါခြေကနေနှစ်စီးတွဲစနစ်တကျနဲ့စီကံကိုကစီကံပိုရှိဖို့လို့တယ်နှစ်စီးတွဲစနစ်တကျသွားတကယ်လမ်းမှာရင်ဆိုင်လာရရင်တော့ကျွန်တော်တို့ဘုန်းကြီးပင့်လာပါတယ်ခမညာတိခံပေးပါဆိုရင်ဒါတိတတ်တဲ့လူအလုံးတို့အဆင်ပြေသွားလိမ့်တို့မှလည်းလမ်းမှာဘုန်းကြီးလို့သာခေါ်တာဝမ်းဆိုဘေးကပ်ပြီးလက်အုပ်ချီရပ်နေရဩငါတဲ့ဘုန်းကြီးတဲ့လူတွေလာပြီသွားကြပါစေကြော့ပါတယ်နော်ဘာလို့ဆိုဘုံကံရှိတဲ့လူတွေဖယ်ပေးလိုက်ကွာဘေးသာကပ်ရထားလိုက်တော့ဒီဝတ်ကြွေးတွေကြီးလွန်းလို့ကိုယ်လက်ကြလည်းမလုံးကြပါနဲ့လို့ရှင်းလားဘုရားရဲ့သားတော်သမီးတော်မှရင်ယဉ်ကျေးရမယ်သိမ်မွေ့ရမယ်ရှင်းလားကိုချင်းစာစိတ်သဘောပါသလားငါတို့လဲကွာချလိုက်အောင်မယ်ဆိုရင်အဲ့ဒါဗုဒ္ဓဘာသာရှင်းလားသဘောပေါက်သလားနေရာယူတိုင်းဂုံရှိတာမဟုတ်ဘူးရှင်းသလားတာဝန်ဟာယာတူးမဟုတ်ဘူးကျင်တဲ့သလား
ငါတို့ဘုန်းကြီးပေးရမယ်တာဝန်ရှင်းမလန်းရှင်းမဲ့ငါတို့တာဝန်ယာတူးမဟုတ်ဘူးဆိုတာတော့သိထားပါရှင်းသလားကားကိုလွတ်လွတ်လပ်သွားလို့ရယုံတော်ပြီကြီးညိုပွဲဆောင်းရမယ်ယဉ်ကျေးတဲ့အမူအရာဆောင်းရမယ်အဲ့တော့လူငယ်များအားလုံးဦးဇင်းပလင်မောကနေပဲမေတ္တာရက်ခံပါလေနောက်ကိုသာသနာအတွက်အနောက်အရှက်ရန်သူဖြစ်မဲ့အရေးမျိုးကိုမလုပ်ကြပါနဲ့ချစ်ခင်အောင်ဆွဲဆောင်နိုင်အောင်သာသနာပြုပေးကြပါရှင်းသလားယူနီဖောင်းကြီးတကားကနဲ့ဟဲ့ဖဲမလုပ်ပါနဲ့မုံလုံးလို့ပါရှင်းသလားတို့မှလည်းဒီဝတ်ကိုခါရတာမနေတော့ကျင်တတ်သလားသဘောကောပေါက်သလားကုသိုလ်လုပ်တဲ့အခါကုသိုလ်ဖြစ်အောင်လုပ်ကြရှင်းမလားကောင်းပြီဘယ်ပြန်ရောက်သွားပါလဲနော်အချိန်ကနီးနေပြီနော်မိနစ်ပိုင်းလေးလိုတော့တာအဲ့တော့ဟင်းသာညီနောင်ညီကိုနှကောင်ကဟိုကြီးမဟုတ်ဟင်းသာမဟုတ်ကောင်ကိုသွားခေါ်အဲ့ဒါနဲ့သူတို့သွားကြတယ်သွားပြီးတော့အဖေကပြောလိုက်တယ်သူတို့ဖေကဘယ်နာကဘယ်မြို့ဘယ်ရွာနာကဘယ်ထမ်းပင်ပေါ်မယ်ကွာမင်းတို့အဲ့ဒီကောင်ရှိတယ်ဆိုသွားတော့ဟိုရောက်တော့တွေ့ရောမိတ်ဆက်တဲ့hello you and I how are you we are brother ပေါ့ဘာညာပေါ့နော်ဒါတို့လို့ရှင်းသလားအဲ့ဒါ your father and my father are same ပေါ့လေနော်ပိုင်နော်အင်္ဂလိပ်စကားပြောတာဟုတ်လားအဲ့ဒါလို့အဲ့တော့မင်းဖေကဖေတူတူပဲနော်အဲ့တော့ငါတို့ကညီကိုတွေဖြစ်တယ်အဲ့တော့အဖေကစိတ်မချလို့မင်းကိုလာကြည့်နေရတယ်လူရွာလူသားဆိုတာအန္တရာယ်များတယ်အဲ့တော့ငါတို့နဲ့လိုက်ခဲ့ဟာဘယ်လဲမလို့ဟိမွန်တာဆိုတော့ဟိမွန်တာနဲ့မိတ်ချလာအဝေးကြီးမပြန်နိုင်ဘူးကြီးပဲပြန်နိုင်လိမ့်မယ်ရှင်းသလားဒီကောင်အမျိုးမှကြီးလည်းမဟုတ်ရတယ်မပူနဲ့ရော့ဒုတ်တစ်ချောင်းငါတို့ညီကို2ယောက်ကိုက်မယ်မင်းကဒီပေါ်တက်လိုက်ခဲ့ဟုတ်ပြီနော်သူတို့အဖေအတွက်လှုပ်ပေးကြစတာဟိုမျိုးမစစ်တဲ့ကောင်ကိုခေါ်ရမှာရှင်းတယ်နော်သူတို့အဖေအတွက်အဲ့ဒါဟင်းသာနှကောင်ကဒုတ်ချောင်းကိုက်ကြီးကအလေကောင်ခတ်တီနဲ့လိုက်ထားပြန်လာပြန်တဲ့အချိန်မှာဒီမှာခွက်တင်ရုပ်တယ်ဝိရေဟေရမင်းကြီးကတိုင်းကန်းလှဲ့လေဘယ်သူလဲဝိရေဟေရကဖရာအလောင်းဟောဒီဆွေမစစ်မျိုးမစစ်ကောင်ကဒေဝရအလောင်းရှင်းသလားဒီလိုကောင်းပါလေဆွေမစစ်မျိုးမစစ်ကောင်ကပါလေဒေဝရအလောင်းဒီကောင်ကဝိရေဟာမင်းကြီးကဖရာအလောင်းကမြင်းဖြူ4ကောင်ကတဲ့ယထာနဲ့တိုင်းကန်းလှဲ့လဲနေတာတိုင်းကန်းလှဲ့လဲနေတာကိုကြီးကအပေါ်ကနေဘာကြီးမဟုတ်ဟင်းသာမဟုတ်ကောင်ကဟုတ်ပြီနော်ရွှေသားနှကောင်ကြိုက်ထားတဲ့ဒုတ်ဘဝနဲ့ကြီးလိုက်တယ်အောင်မဟိုမင်းကြီးကလည်းမြင်းဖြူ4စင်းကတဲ့ယထာနဲ့တိုင်းကန်းလှဲ့လဲနေတာရှင်ဘုရင်ငါလဲအတူတူပဲသူလိုဘုရင်ပဲမဲဟိုကြီးမဟုတ်ခင်းသာမဟုတ်ကောင်ကရှင်းသလားဘာမဟုတ်ပေါ့ဗျာဘာလည်းမဟုတ်ပေါ့ဗျာသဘောပါသလားအဲ့ဒါပဲအဲ့ဒီကောင်ကတခါတည်းအပေါ်ကနေပြီးတော့ငါလည်းဘယင်ပဲကြည်သာဟင်းသာနှကောင်ကိုမြင်းလိုထားပြီးသွားဟဲ့ကောင်လေးငါကိုတော့တိုင်းကန်းလဲနေတဲ့မောင်ညာလန်းသူအပေါ်နေလို့ဟင်းသာနှကောင်အဖိတ်သားမှုလို့သာလွတ်ချလိုက်သေချင်းစိုးသေးတော့မှာဟင်းသာတွေပြန်တဲ့အမြင့်ဘယ်ကြီးပြန်နိုင်လိမ့်မလဲနော်အပေါ်ကနေပြန်ရင်းနဲ့ဟင်းသာနှကောင်စဉ်းစားဖို့လေကြည်သာဒီကောင်လွတ်ချရင်သေတော့မှာငါတို့လာပြီးမြင်းလို့မောင်းနေတယ်ဟိုခတ်တီနဲ့တိုင်းကန်းလဲနေတာဟိုဖယားအလောင်းတိုင်းကန်းလဲသလိုဟန်ပြုတ်ပြီးတော့စီတော်မြင်းနေမောင်ကြလားပြည့်ဟဲ့မြန်အမိဆွဲလိုက်ကောင်းဆွဲလိုက်ပေါ့နော်အဲ့ဒါလိုလုပ်နေတော့လွတ်ချရင်သေတော့မှာတဲ့ဒါပေမဲ့ငါတို့လာတာကဘသူအတွက်လဲဒီကောင်အတွက်ဒီမျိုးမမှန်တဲ့ကောင်အတွက်လာတာလားအဖေအတွက်လာတာလားအဖေအတွက်လာတာတဲ့ဟင်းသာနှကောင်စဉ်းစားပုံကိုကြည့်ငါတို့ကအဖေအတွက်လာတာတဲ့ဒီကောင်ကိုလွတ်ချလိုက်ရင်ငါတို့တာဝန်မကျေဖြစ်တော့မယ်သီးခံညီလေးသီးခံကွာဆိုသူတို့ကမြင်းလုပ်ပြရတယ်ရှင်းတယ်နော်အဲ့ဒါပြေးပြီးသူတို့ပြန်ကြတော့ခေါ်သွားတယ်ခုနရွှေဟင်းသာမင်းကြီးရှိတဲ့နေရာခေါ်သွားတယ်အဲ့တော့ဟိမဝန္တာအမတန်ตาရတဲ့ရေကန်ကြီးတကန်သားမှာအမိပြုတ်ပြီးနေတဲ့ဟင်းသားတို့ရဲ့နေရာရောက်တော့သူတို့ဒုတ်ဘဝချဩငါသားလေးတွေပြန်လာပြီးမောလာတဲ့ဘာညာပြောတော့မောတာက
တလောက်မောပါဘူးဖေရအဖေသားလို့ပုံမဟုတ်ဘူးဘာဖြစ်လို့လဲအမလေးအောက်ကရှင်ဘရင်တိုင်းကန်းလဲလေတာကြည့်ပြီးသူ့ကိုယ်သူဘရင်မှာဆိုပြီးကျုပ်တို့ကိုမြင်းလုံးမောင်းလာတယ်အဖေအတွက်မို့လို့သိခံလာတာဆိုတော့ဩဒီကောင်မိမစစ်မင်းကိုသနာလို့ဒီခေါ်လာတာဒီဟင်းသာတို့ရဲ့အရက်နဲ့မင်းနေဖို့မထိုက်တန်ဘူးတဲ့ရှင်းသလားအဲ့တော့ဒီမှာနေလို့လဲမင်းအတွက်အစာမရှိဘူးကြီးဆိုတာဟိုအပုတ်အသိုးလိုက်ထိုးပြီးတော့လူတို့ရဲ့ထမင်းကြံဟင်းကြံအသားငါးကိုလိုက်ထိုးတုပ်စားတဲ့ကောင်းအဲ့တော့မင်းတို့ဒီမှာအမျိုးမှန်တဲ့မင်းရဲ့အကိုတော်နှစ်ယောက်ကိုမင်းကိုကယ်တင်ဖို့လွတ်လိုက်တာကိုမင်းကစော်ကားတဲ့အပြုမူလုပ်မင်းနဲ့မအပ်မရမတန်မရတဲ့အလုပ်ကိုမင်းလုပ်အဲ့တော့မင်းဒီနေရာနဲ့မထိုက်တန်ဘူးလာလာမင်းတို့နှကောင်ပင်မနဲ့လည်းမအောင်မင်းနဲ့သွားမိတ်ချီလာပြင်ကမစင်ပုံနာသွားပစ်ချီဆိုတော့အဲ့ဒီဘာမဟုတ်ခေါင်းကိုနေနေနန်းကဲတော့ရှင်းသလားအဲ့လိုလည်းဘာမဟုတ်ဖြစ်နေကြအောင်ဟမ်ဗုဒ္ဓဘာသာလားဆိုတော့လည်းမဟုတ်နောက်ခရစ်စမတ်ကလာတော့ဟမ်ခရစ်ယာန်လားဆိုတော့လည်းမွတ်စလင်လားဆိုတော့လည်းအေးကြတော့လည်းဝိုင်းအေးလိုက်ကြတာနော် Happy New Year ဆိုတော့ဘာမသိညာမသိ Happy New Year ထအောင်ကြတယ်မိမစစ်ရှင်းသလားသဘောပါသလားအဲ့တော့ခင်ဗျားတို့အမျိုးမှန်မှဖယားဝသိရလားတရားဟောတန်ခါဟောဖယားတရားတန်ခါအစ်စ်နဲ့တွေ့ဖို့မလိုဘူးလားဘုသူတွေပေါ်မှာမူတည်တယ်ကျင့်တတ်သလားသာသနာနဲ့တွေ့ကြိုက်မှာအမျိုးမှန်အောင်မကြိုးစားနိုင်ရင်တော့အဖို့မတန်ဘူးဖယားကြီးအဆုံးမတိုင်းနေသူသည်ကြမ်းတမ်းရမလားသိမ်မွေ့ရမလားမာမနာခက်ထန်ရမလားနူးညံ့ရမလားရှင်းသလားအဲ့တော့၅ပါးသီလလုံအောင်ထိန်းရမယ်သီလသမာဓိပညာဘာလဲလဲသိက္ခာ၃ရပ်ကိုဖြည့်ကျင့်နေမှဘု து သားတော်လဲရှင်းသလားဒီဟင်းသာမဟုတ်ကြီးမဟုတ်မျိုးမစစ်သလိုအမျိုးမမှန်တော့အဖိုးမတန်မစင်ပုံနာသွားအပြစ်ခံရှင်းသလားအဲ့တော့သူတော်ကောင်းတို့လဲသာသနာနဲ့တွေ့ကြိုက်မှတွေ့ကြိုးနှက်အောင်အမျိုးမှန်ကြမှအဲ့တော့ဖယားကိုလဲစစ်မှန်တဲ့ဖယားပူဇော်နိုင်ပါစေရှင်းသလားတရားတော်ကိုလဲမှန်ကန်သောယုံကြည်မှုနဲ့ကိုးကွယ်နိုင်ကြပါစေရှင်းသလားတန်ခါအစစ်မှန်များနဲ့လည်းတွေ့ကြပါစေကျင်တတ်ကြလားတန်ခါရဲ့တာဝန်နှစ်ရပ်ကဘာလဲပရိယတ္တိပရိပတ်တိခန္ဓာဒုရဝိပဿနာဒုရဒီဒုရနှစ်ဖြာမှမထမ်းဆောင်ရင်တန်ခါမဟုတ်ရှင်းသလားတန်ခါဆိုတာဖယားရဲ့သာသနာစောင့်ထိန်သူကိုခေါ်တယ်ခင်ဗျားတို့ရောသာသနာပြက်လားသာသနာထိရမှာဒါဖြင့်ခင်ဗျားတို့မှလည်းတာဝန်ရှိမရှိတစ်တရားတော်တွေကိုနာနိုင်အောင်ကြိုးစားပါနှစ်နာတဲ့အတိုင်းကျင့်အောင်သိအောင်ကြိုးစားပါသိတဲ့အတိုင်းကျင့်ရမယ်ရှင်းသလားတရားဆိုတာနာပြီးမေးပြရမလားအားထုတ်ဖို့လားအခုတရားလာနာကြတာဘာလို့ဖို့လဲရှင်းတယ်နော်တရားနာရင်တရားသိအောင်နာသိတဲ့အတိုင်းအားထုတ်ရှင်းတတ်သလားရှင်းရောရှင်းလားကဲအမျိုးမှန်မှမိမစစ်ဖာမစစ်မဖြစ်ကြစေနဲ့သဘောပါလားဒါဖာကမျိုးအတွက်နှုတ်ခွန်းဆက်တရားပါပဲနောက်နှစ်တော့ကျုပ်လည်းမသေးသေးရင်ခမည်းတော်လည်းအကြောင်းညီညွတ်ရင်အစဉ်ပြေရင်တော့ပြန်တွေ့ကြသေးတာပေါ့နော်ဒီနှစ်တော့မှားခဲ့ပါမယ်အမျိုးမှန်မှမိမစစ်မဖြစ်ကြစေနဲ့ရှင်းသလားသဘောကပေါက်သလားဟင်းသာလည်းမဟုတ်ရှင်းတတ်ကြလားကြောကြနတ်ကြောဆိုပြေးကြပြန်ပြီဒုံချံဟမ်
တော့ကြဘေးရင်ဆရာဆိုပြေးပြန်ပြီးဒုံကြံရတရားခြေအောင်ခဲ့ရဲရသာဟဲ့ပြတ်သလားဟဲ့ခင်ဗျားတို့ရေမစေးကောက်တော့ရဲရသာပြတ်သလားများရွေးသေးလားဟိုကခေါ်လန်ချတဲ့ချိန်သွားရွေးရတာဘယ်ရသားမှမရွေးနိုင်ဘူးရှင်းသလားမိမစေးအမျိုးမမှန်ရဲ့ရှင်းသလားဒါဖြင့်ဗုဒ္ဓဘာသာအစစ်ဖြစ်အောင်သဘောပါသလားဖျားနဲ့တွေ့အောင်ကြိုးစားပါတရားနဲ့တွေ့အောင်ကြိုးစားပါသံဃာနဲ့တွေ့အောင်ကြိုးစားပါဘယ်သူတွေပေါ်မှာမူတည်လဲဒီနေ့သာသနာကိုဘယ်သူတွေထင်းရမှာဘယ်သူမှတာဝန်ရှိလဲအဲတော့ကန္တာဒုရဝိပဿနာဒုရနာနိုင်အောင်လဲကြိုးစားနာတဲ့အတိုင်းလဲကျင့်ကြရှင်းသလားမေမေရောရောပေါ်ပေါ်စားနေရမလားကျင့်ကြအားထုတ်ရမလားကဲဒါဖြင့်သာသနာကိုလစ်လျူရှုမနေပဲအားထုတ်မယ်ဆိုရင်တို့သာသနာဟာထွန်းကားနိုင်စရာအကြောင်းရှိပါတယ်အခုတော့လောလောဆယ်သာသနာပြန်နေတဲ့လူမျိုးရောဒီတိုင်းနေကြမလားအမျိုးမှန်မှဘု து ကိုဘု து တာဝန်ယူကိုပဲတာဝန်ယူပေးပါသူများလက်ညှိုးထိုးနေပါနဲ့ရှင်းသလားဒါဖြင့်သတိထားဝရိယဆိုင်ပညာနဲ့ကြည့်ဘု து ကိုဘု து ကြည့်ကိုကြည့်တော့မြဲသလားမမြဲဘူးလားအဲ့ဒါတရားပဲဒီခန္ဓာကိုယ်မှမမြဲတဲ့ဟာမမြဲတဲ့ခန္ဓာကိုယ်ကြီးအတွက်အကုသိုလ်တွေလုပ်ကြအောင်မလားဟမ်မမှန်တဲ့အလုပ်တွေလုပ်ကြအောင်မလားကိုယ်ခန္ဓာကိုယ်ပိုင်သလားမပိုင်တာကြီးရှာကျွေးနေရတာဆိုတာဟောသိပလားရှင်းသလားကြတော့ခန္ဓာမှန်ရင်ဘာသစ္စာသိတဲ့ဉာဏ်ကမေဃသစ္စာလာရင်ဒီဘက်ကလောဘဒေါသမောဟမာနတွေလာအောင်မလားလွဲမှားတဲ့အလုပ်တွေလုပ်အောင်မလားမလုပ်ရင်သေတာကနောက်ခန္ဓာမလာတာကသစ္စာဘယ်နှချက်ကအေးကဲဆိုသစ္စာ၄ချက်တပြိုင်နဲ့ကြိုက်အောင်ခန္ဓာအရှိနဲ့ဉာဏ်သိကြိုက်ကြပြီးလျင်စစ်မှန်တဲ့သာသနာကိုအမျိုးမှန်နဲ့အဖို့တန်အောင်ကြိုးစားနိုင်ကြပါစေလို့ဆန္ဒပြုရင်းနဲ့ဒီနေ့တရားပွဲဒီမြနဲ့ဏိဂုံးချုပ်ကြစို့